အားလုံးပဲမင်္ဂလာပါရဲ့အစိုးကျိုးတွေကိုအချိန်တိုအတွင်းလူရင်းတို့ချင်းတီးချင်တယ်လို့တောင်းဆိုထားသူတွေအတွက်ဒီအစီအစဉ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ဒီနေ့မှာတော့ရဲ့ထောက်သုံးခြင်းကြောင့်ခန္ဓာကိုယ်ပေါ်တက်ရောက်လာတဲ့ကြောင်းမဖွယ်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးတွေနဲ့တချို့မသိကြသေးတဲ့ရဲ့ကိုရွတ်တရက်ဖြတ်လိုက်တဲ့အခါကျုံတွေ့ရနိုင်တဲ့ဖုံးကွယ်နေတဲ့အသက်အန္တရာယ်တွေအကြောင်းကိုမြန်ဆန်တယောက်စွာလေ့လာတော့ကြပါမယ်ဒီနိုလီစဉ်းစားကြည့်ဘူးလားအရက်ကိုရေရှည်တောက်တုံးခြင်းကခနာကိုတွင်းအင်္ဂါတွေကိုတဖြည်းဖြည်းပျက်စီးစီတာမှန်ပေမဲ့ဆေးဘဆိုင်ရာအကူအညီမပါဘဲရုတ်တရက်ကြီးချက်ချင်းဖျက်ချလိုက်ခြင်းကလည်းအသက်အန္တရာယ်ရှိတဲ့ဇီဝကမာဆိုင်ရာထောင်ချောက်တစ်ခုဖျက်သွားနိုင်တယ်ဆိုတာတကယ်ကိုအံ့တော်စရာပါပဲကဲပထမဆုံးအပိုင်းတီအနေနဲ့အရက်ခန္ဓာကိုယ်ကိုဘလို့ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးတွေပေးတယ်လဲဆိုတာကိုတန်းဒီလေ့လာလိုက်အောင်အရက်ကလူခန္ဓာကိုယ်ကိုဘလောက်တောင်လင်းမြန်စွာထိခိုက်စေတယ်လဲဆိုတာကိုအတဲဖြစ်စီမှုဖြစ်စဉ်အစဉ်စဉ်ကတက်သေးပြနေပါတယ်။အရက်ကိုအလွန်ကြံတောက်တဲ့အခါအစာကြေဖြတ်မှုလုပ်ငန်းစဉ်ကနေအစစ်အတောက်တွေထွက်ပေါ်လာပါတယ်။အဲ့ဒီအစစ်အတောက်တွေကြောင့်ဘလောက်တောင်မြန်လဲဆိုရင်နှစ်ပတ်ဟုတ်ပါတယ်နှစ်ပတ်အတွင်းမှာတဲ့အတဲအစီဖုံးခြင်းကိုဖြစ်စေနိုင်တာပါ။အဲ့ဒီကနေတဆင့်အတဲဆက်လေးရောင်ရမ်းပြီးအမာရွက်တီဖြစ်လာတဲ့အဆင့်နောက်ဆုံးမှလို့အတဲ၆ချင်းနဲ့အတဲကင်စာတီအဆင့်ဆင့်ဆိုးရသွားနိုင်ပါတယ်။အဖိုင်းတဲ့အနေနဲ့အသေးပြင်ပန်ကရီယာလို့ခေါ်တဲ့မုံချိုဤပျက်စီးခြင်းအပိုင်းကိုဆက်သွားရအောင်ဟုတ်ပါတယ်အရက်ကြောင့်ထိခိုက်ရတာအတဲတကူတည်းတာမဟုတ်ပါဘူးတကယ်ကိုဆိုးရတာကအရက်ရဲ့အစိတ်ရဲ့တောက်တီးဟာပန်ကရီယာကိုအစာချေရည်တွေနဲ့ပြန်ပြီးစားပြစ်တယ်လို့တိုက်ခိုက်စေတာပါပဲဆူရှိတဲ့ပန်ကရီယာရောက်ရမ်းခြင်းကဆိုရင်ရင်ခေါကနေကြောပဲချီပြင်းပြင်းထန်ထန်ကိုနာကျင်ပြီးတွေးလန့်တာအတွင်းအင်္ဂါတွေပျက်စီးတာအထိဖြစ်နိုင်ပါတယ်နာရာရှည်စင်ရောက်သွားပြီဆိုရင်တော့နာကျင်မှုတွေပိုဆိုးလာမယ်တွေးရင်းတကြားတဲ့မင်းတက်လာမယ်နောက်ဆုံးမှာပန်ကရီယာကင်ဆာတီပြောင်းလဲသွားနိုင်ပါတယ်ခန္ဓာကိုယ်တွေတော့လုံးဝကိုမခံမရနိုင်စရာအခြေအနေကြီးပေါ့โอเคအခုအပိုင်းတော့တကယ်ကိုစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တဲ့ဥနောက်တွင်ဓာတုပြောင်းလဲမှုများအကြောင်းကိုကြည့်လိုက်အောင်အစားချီစနစ်ကနေတရှင်ဦးနောက်ထဲမှာမျက်စိနဲ့မမြင်ရပဲဖက်ပေါ်နေတဲ့ဓာတုပွဲစစ်ပွဲကြီးကတကယ်ကိုအံ့တော်စရာပါဒီလိုစဉ်းစားကြည့်ပါဦးနောက်ထဲမှာချင်းကွင်းတစ်ခုရှိတယ်တစ်ဖက်မှာဂယ်ဘာလို့ခေါ်တဲ့ဦးနောက်ကိုထိုင်းမိုင်းအနားယူစေတဲ့တက်ရှိပါတယ်အရက်တောက်လိုက်တဲ့အခါဒီဂယ်ဘာတက်တွေအစမတများပြားလာပါတယ်အဲ့ဒီလိုထိုင်းမိုင်းတွားမှုကိုခုခံဖို့အတွက်ဦးနောက်ကနေအခြားတစ်ဖက်မှာရှိတဲ့ဂလူတမိတ်လို့ခေါ်တဲ့နိုဂျာတက်ကြွစေတဲ့တက်တွေကိုအများပြားထုတ်လုပ်ပေးရပါတယ်ဆိုလိုတာကခန္ဓာကိုယ်ကြီးပုံမှန်အလုပ်လုပ်နိုင်ဖို့အတင်းအကျပ်ကိုညှိယူနေရတဲ့အခြေအနေပါဒီရောအရက်ကိုရုတ်တရက်ဖျက်လိုက်တဲ့အခါဘာဖြစ်မလဲຢာကအပိုင်းလေအန်တယ်ရှိတော့အရက်ဖျက်ခြင်းလက္ခဏာများပါအရေးအကြီးဆုံးအချက်ကဒါပါပဲအရက်ကိုရုတ်တရက်ဖျက်လိုက်တဲ့အခါခုနကထိုင်းမိုင်းစီရဲ့ဂဲဘတ်တက်တွေရုတ်တရက်ထိုးကျသွားပြီးနိုးကြစေတဲ့ဂလူတာမိတ်တွေချီအစမတန်ကြမ်းရက်ခဲ့ပါတယ်ဒါဟာလုံးဝကိုအသက်အန္တရာယ်ရှိတဲ့ချိန်ကိုက်ပုံးပါပဲ6နာရီနဲ့12နာရီတွင်မှာလက်တွေတွန်းလာမယ်ချွေးတွေပြန်လာမယ်စိတ်ကရောက်ကြက်ဖြစ်လာပါမယ်12နာရီနဲ့24နာရီတွင်မှာတော့ပို့ဆိုးလာပါပြီမရှိတဲ့မွေးတွေအကောင်တွေမြန်းလာတာအတန်တွေကြားလာတာမျိုးတွေဖြစ်လာနိုင်ပါတယ်48နာရီနဲ့82နာရီအတွင်းမှာတော့တကိုယ်လုံးတောင်းတင်းပြီးအကြောဆွဲလာတွေဖြစ်ကနောက်ဆုံးအသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်ဒါကြောင့်ဆေးဘက်ဆိုင်ရာအကူအညီမပါဘဲအရက်ကိုချက်ချင်းဖြတ်ချလိုက်ခြင်းကအင်မတန်အန္တရာယ်များလာပါတယ်ဒါဆိုရင်ဘယ်လိုလုပ်ရမလဲအပိုင်းငါအနေနဲ့ဘေးကင်းစွာအရက်ဖြတ်နေအကြောင်းကိုဆက်ပြောကြတာပေါ့အတန်တည်းမရှိစေဘဲခန္ဓာကိုယ်ကိုဘယ်လိုပြန်လဲကုသနိုင်မလဲဆိုတဲ့စီးပွားဆိုင်ရာအဆင့်တွေဟာမရှိမဖြစ်ကိုလိုအပ်ပါတယ်ပထမဆုံးအနေနဲ့ဆရာဝန်ရဲ့ကြီးကြမှုနဲ့9ရက်ခနဲ့9ရက်အထိဆေးရုံတက်ကြီးကုသမှုခံယူရပါမယ်အဲ့ဒီအခါဆရာဝန်တွေကဘန်ဇိုဒိုင်ဇပန်ဆိုစီဝါးတွေသုံးပြီးဦးနှောက်ရဲ့ဓာတုဗေဒချင်းဝင်ရာကိုဖြည်းဖြည်းချင်းပြန်လည်ထိန်းညှိပေးပါတယ်ဒါဖြင့်ရေဓာတ်တကြားဓာတ်နဲ့အထူးသဖြင့်မှန်ရန်ပျော်ဆုံးခြင်းကိုကာကွယ်ဖို့အတွက်ဗီတာမင် B1 တို့ကိုသွေးကြောတွေကနေတဆင့်မရှိမဖြစ်ဖြစ်တင်ပေးရပါမယ်တည်င်းကောင်းကဘာလဲဆိုတော့အရာဟာခန္ဓာကိုယ်ကိုစနစ်တကျဖြစ်စည်းပင်နိုင်တယ်ဆိုပေမဲ့တိကျမှန်ကန်တဲ့ဆေးဘက်ဆိုင်ရာကြီးကြပ်ကွက်ကဲမှုနဲ့အာဟာရဖြစ်တင်မှုတွေသာတေချာရှိမယ်ဆိုရင်လုံးဝကိုပြက်လဲကြမ်းမာလာနိုင်တယ်ဆိုတာပါပဲဘေးကင်းလွန်ကျုံလက်ပြန်လဲနာလန်ထူမှုအတွက်ကျွမ်းကျင်သူတွေရဲ့အကူအညီကမရှိမဖြစ်အရေးကြီးပါပဲဒီအစီအစဉ်လေးကိုနောက်ဆုံးမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်အရက်ဖက်ချင်းရဲ့နောက်ွယ်ရောဒီလိုနည်းနည်းတဲ့ဇီဝကမဆိုင်ရာအကြောင်းတရားတွေကိုနားလည်လာခြင်းအပြင်အရက်ဆွဲလောင်းမှုကိုကုသလို့ဆိုတဲ့ပေါ့ကျွန်တော်တို့လူဖွဲ့စည်းရဲ့အပြစ်တင်ဝေဖန်တာမျိုးမလုပ်ဖဲဆေးဘက်ဆိုင်ရာကိုချင်းစာတရားနဲ့ဘလို့ဝိုင်းဝန်းကူညီပေးနိုင်မလဲစဉ်းစားကြည့်ဖို့တိတ်ကောင်းတဲ့ချက်လေးပါပဲဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲကြံ့မာရှင်လန်းကြပါစေ